အပိုင်း9ရဲ့အစမှာဆိုရင်တော့တန်ရှင်းရေးအဖွဲ့ရဲ့ရုံခန်းထဲမှာငင်းခုန်နေကြတဲ့ကပ်ကာနဲ့အီချီခါဝါတို့စီကိုစာရီအသီးသီးရောက်လာတဲ့အကြောင်းဌာနမှူးကလာပြောပြခဲ့ပါတယ်။သူတို့ဟာဆိုရင်အဆိုပါစာရေးတွေကိုဖွင့်ဖောက်ရဲကြပဲ၃ထီရည်ပြီးတော့မှအတူတူဖွင့်ဖက်ကြမယ်လို့တိုင်ပင်ထားခဲ့တာဖြစ်ပါတယ်။ကပ်ကာအတွက်ကတော့အဖေကဘာပဲဖြစ်ဖြစ်သူ့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်နေခဲ့တာပါ။သူကရှောင်းနေတဲ့လမ်းကမီနာစီကိုခေါ်သွားပေးနိုင်မလားဆိုတာကိုအဖေထုတ်ရတော့မယ့်အချိန်ဖြစ်ပါတယ်။ဒီလိုနဲ့သူစာရွက်ကိုဖြည်းဖြည်းချင်းထုတ်ကြည့်လိုက်တဲ့အချိန်မှာတော့အံ့အားသင့်ဖွယ်ရလဒ်တစ်ခုကိုတွေ့လိုက်ရပါတယ်။နောက်တစ်နေ့မှာအစ်စ်ခန့်အချင်းခံရတဲ့တင်နန်းသားတွေဟာဌာနချုပ်ကိုရောက်လာကြပြီးတော့တယောက်နဲ့တယောက်အချင်းချင်းပြန်လည်မိတ်ဆက်နေကြပါတယ်။ဒီမှာဘာတစ်ခုမှထူးထူးခြားခြားမတွေ့ရပဲရှနိုမီယာရဲ့ဘော်ဒါဦးလေးကြီးကိုလည်းမတွေ့ရတဲ့အတွက်အားလုံးကရှာဖွေနေကြပါတယ်။အားလုံးခံမှန်းထားကြတဲ့အတိုင်းပဲရှနိုမီယာကထိတ်ဆုံးကနေအောင်မြင်သွားခဲ့တာဖြစ်ပြီးဒီကနေ့ပွဲမှာလည်းကျန်းကျင်ရမှာတာဝန်ယူသွားမှာဖြစ်ပါတယ်။ဖရူဟာရှိကပြိုင်ပွဲမစခင်တုန်းကသူ့ကိုယ်သူအဆင့်တစ်နေရာရမယ်လို့ထင်ထားခဲ့ပေမဲ့အခုချိန်မှာတော့ရှနိုမီယာကရသွားပြီမို့အဆင့်နှစ်နေရာအတွက်ပဲ AOI နဲ့ရှင်ပြိုင်သွားရတော့မှာပါဆက်လက်ပြီးဖရိုဟာရှိယာအီချီခါဝါနဲ့တိုက်မိသွားတဲ့အချိန်မှာမင်းကဟိုဘိုးတော်ကြီးနဲ့တွဲသွားတွဲလာလုံးနေတဲ့တယောက်ပဲလို့ပြောပြီးအချင်းချင်းမိတ်ဆက်လိုက်ကြပါတယ်ကပ်ကာတယောက်မောင်ဘူးလားလို့မင်းနေတဲ့အချိန်မှာပဲခေါင်းဆောင်မီနာရောက်လာကြောင်းတယောက်ကအသိပေးလိုက်တဲ့အတွက်အားလုံးကသတိအနေထားနဲ့ခေါင်းဆောင်ကိုကြိုးစုံနေခဲ့ကြပါတယ်ကျွန်တော်မြတ်ကိုစင်မောကိုဖိတ်ခေါ်လိုက်ပြီးတော့မင်းတို့29ယောက်လုံးဟာကာကွယ်ရေးတပ်ဖွဲ့ရဲ့တင်နန်းသားတွေဖြစ်သွားကြပြီဆိုတဲ့ခန့်အပ်လွှာကိုချီးမြှင့်လိုက်ပါတယ်သူတို့29ယောက်လုံးရဲ့ကိုစားသူတို့ရဲ့အသက်တွေကိုရင်းပြီးကာကွယ်ဆောက်ရှောက်သွားပါမယ်ဆိုတဲ့ကြမ်းကြိမ်လွှာကိုရှင်လုံးမီယာကဖတ်ပြနေတာကိုတွေ့ရပါတယ်လက်တွေ့ဆောင်မေးပွဲစစ်ဆေးတဲ့အချိန်တုန်းကသူမရဲ့ကျေးဇူးကြောင့်တင်နန်းသားတွေအားလုံးအသက်အန္တရာယ်ကင်းခဲ့ရတဲ့အတွက်ခေါင်းဆောင်ကသူမကိုနောက်ထပ်တစ်ခါကျေးဇူးတင်စကားထပ်ပြောခဲ့ပါတယ်ဒီလိုအပြောခံရတဲ့အချိန်တိုင်းမှာရှင်လုံးမီယာအနေနဲ့မတတ်မတခံစားခဲ့ရပြီးတော့တကယ်တမ်းအဲဒီကောင်ကြီးကိုနှိမ်နှင်းခဲ့တာကကပ်ကာသာဖြစ်တဲ့အတွက်ချီးကျူးမှုတွေကသူကပဲခံယူတင်တယ်လို့သူမကဖြောင်းမစွာတွေးတောနေခဲ့ပါတယ်ကပ်ကာဟာရဲစွမ်းတက်သည့်အပြည့်နဲ့သူမကိုကယ်တင်ပေးနိုင်ခဲ့ရုံသာမကခလေးတယောက်လိုမျိုးသူမကိုစိတ်ပူနေခဲ့တာပါဒါပြင်သူမကကပ်ကာရဲ့ကံယူမုံလန်းနဲ့ပတ်သက်ပြီးသိချင်တာတွေထပ်ရှိနေသေးတဲ့အတွက်ကြောင့်သူ့ကိုလည်းဒီအခမ်းအနားမှာရှိနေစေချင်တယ်လို့တွေးနေတဲ့အချိန်မှာပဲနောက်ကျနေတဲ့ကပ်ကာတယောက်အခမ်းထဲကိုအပြေးလွှားနဲ့ဝင်လာတာကိုတွေ့ရပါတယ်ကပ်ကာဟာကိုကာယစစ်ဆေးမှုမှာ0ရခဲ့ပြီးတော့အရေးချင်းစစ်ဆေးမှုမှာလည်းဘာစွမ်းဆောင်ရည်မှမပြသနိုင်တဲ့အတွက်ဌာနချုပ်ကသူ့ကိုကြာရှုံးလို့သတ်မှတ်ခဲ့တဲ့အချိန်မှာပဲဒုကောင်ဆောင်ဟိုရှိနာကသူ့ကိုခေါ်မယ်လို့ဝင်ပြောလိုက်ပါတယ်သူ့ရဲ့တိုင်းတာမှုတွေဟာတာမန်ထက်ကိုနည်းနေတာအမှန်ဆိုပေမဲ့နောက်ဆုံးဆောင်ပွဲစစ်ဆေးတဲ့အခါမှာသူ့ရဲ့တိုက်ခိုက်မှုကရန်သူတွေရဲ့အားနည်းချက်ကိုမြင်နိုင်ခဲ့ကြောင်းသူကိုယ်တိုင်တိုက်ခိုက်ဖို့ထက်သူများတွေတိုက်ခိုက်တဲ့နေရာမှာအကူအညီပေးဖို့ဆုံးဖြတ်ခဲ့ကြောင်းနဲ့အားလုံးထက်သူကအရန်ကြီးရတဲ့အကြောင်းပြောကသဘောကျနေခဲ့ပါတယ်ဟိုရှိနာအနေနဲ့သူကပ်ကာကိုအရာရှိအစ်စ်မှန်ဖြစ်လာအောင်မလုပ်ပေးနိုင်ပေမဲ့သူ့ရဲ့တက်ဆုငယ်လေးတဲကိုတွင်ပြီးအဖွဲ့ဝင်အနေနဲ့တာဝန်ယူလေ့ကျင့်ပေးမယ်အကြောင်းပြောလိုက်ပါတယ်ဒီနေ့အခမ်းအနားမှာဆိုရင်လည်းခေါင်းဆောင်ဖြစ်သူကကပ်ကာဟာအရာရှိအဆင့်ကိုမရောက်သေးပေမဲ့အဖွဲ့ဝင်အနေနဲ့ပဲဆက်လက်လေ့ကျင့်သွားမယ်ဆိုတဲ့အကြောင်းအားလုံးကိုမိတ်ဆက်ပေးခဲ့ပါတယ်ဆက်လက်ပြီးခေါင်းဆောင်ကမိတ်ခွန်းပြောတဲ့နေရာမှာဆိုရင်တော့အခုလိုမျိုးဆောင်မှုဘက်ကိုစိတ်ဝင်စားနဲ့လာဖြေပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်တဲ့အကြောင်းအခုနှစ်ပိုင်းတွေမှာကန်ဂျူတွေဟာစိတ်သက်စွမ်းရည်ပုံမမြင့်မားလာပြီးတော့တိုက်ခိုက်ရေးမှာလည်းပုံမကျွမ်းကျင်လာတဲ့အတွက်သူတို့လုပ်နေတဲ့တုတ်တင်ရှင်းလင်းရေးမစ်ရှင်တွေကပို့ပြီးတော့အသက်အန္တရာယ်ရှိလာနိုင်ကြောင်းနဲ့ဒါကြောင့်ပဲဂျပန်ပြည်သူတွေကိုကာကွယ်နိုင်မှုအတွက်မင်းတို့ရဲ့အသက်တွေကိုငါးလက်ထဲမှာစိတ်ချလက်ချအနံ့စေခြင်းကြောင့်ပြောလိုက်ပါတယ်သူမအနေနဲ့အားလုံးရဲ့ရှေ့ကနေလှမ်းဖြစ်နေကောဒိုင်းဖြစ်နေပါရက်တီပေးသွားမယ်ဆိုတဲ့အကြောင်းကျိန်ဆိုလိုက်ပါတယ်အဲဒီအချိန်မှာကပ်ကာကစိတ်သက်တွေအရန်တက်ကြွပြီးတော့မင်းလည်းငါနဲ့အတူတူတရားတဲ့ရက်တီနိုင်ရမယ်မီနာလို့ပြောလိုက်တဲ့အတွက်အားလုံးကလန်သွားခဲ့ကြပါတယ်ခေါင်းဆောင်အရှိုရီရဲ့နာမည်အစကိုခေါ်လိုက်မိတဲ့အတွက်ကြောင့်မီနာကသူ့ကိုဒိုက်ခါတရာထိုးခိုင်းလိုက်ပါတယ်ကပ်ကာလည်းလန့်သွားကသူဒီလောက်ထိအကျယ်ကြီးထွက်သွားဖို့မရည်ရွယ်ဘူးလို့ပြောနေတဲ့အချိန်မှာပဲဟိုရှိနာကတော့မျက်ရည်တွေထွက်အောင်ကိုရီမောနေခဲ့ပါပြီအရှိုရီရဲ့ပြုံးသွားတဲ့ပုံစံကိုမြင်လိုက်ရတဲ့ဟိုရှိနာကအတော်လေးကိုထူးဆန်းနေခဲ့တာဖြစ်ပါတယ်တကယ်တော့ကန်ယူနံပါတ်8နဲ့ပတ်သက်ပြီးကပ်ကာဟာထူးဆန်းမှုတွေရှိနေကြောင်းဟိုရှိနာကသတိထားမိခဲ့တာဖြစ်ပြီးတော့ဒီအကြောင်းပြချက်တွေကြောင့်ပဲသူ့ကိုတောက်ဖွဲ့တဲ့ဝင်မို့အတွက်ထောက်ခံပေးခဲ့တာဖြစ်ပါတယ်ဝစ်စုံဝစ်လိုက်ရင်တော့ခုခံစွမ်းရည်တုံညပဲရှိတာကလည်းထူးဆန်းနေတာဖြစ်ပြီးတော့အနီးကနေပြီးလှုပ်ဝက်ချက်တွေကိုရှာဖွေဖို့အတွက်ဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်တစ်ဖက်မှာကပ်ကာကလူကြားထဲမှာဒိုက်ခါတရာထိုးနေရပြီးတလန်သားတွေကပင်မမန်ဒိုက်ထိုးနေတဲ့ကပ်ကာကိုဝိုင်းပြီးအားပေးနေခဲ့တာကိုတွေ့ရပြီးစနိုမီယာကတော့ပြောစရာရှိတာမို့သူမနောက်ကိုလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်ဒါနဲ့သူတို့တောင်းရောက်ဟာမုံဆိုင်တစ်ခုကိုရောက်သွားခဲ့ကြပြီးတော့ကန်ဂျူကိုစားမိပြီးကန်ဂျူဖြစ်သွားတဲ့ကပ်ကာအကြောင်းသိလိုက်ရတဲ့အခါစနိုမီယာကအရန်ကိုအံ့ဩသွားခဲ့ပါတယ်ကပ်ကာကသူ့အကြောင်းကိုကာကွယ်ရေးတပ်ဖွဲ့ကိုပြောပြလိုက်ရင်ကုသနီလန်းတွေလည်းရှိလာနိုင်မှာပါလို့တွေးနေခဲ့ပေမဲ့စနိုမီယာကတော့ဒါကဘလုံးမဖြစ်နိုင်ကြောင်းဝင်ပြောလိုက်ပါတယ်ကာကွယ်ရေးအဖွဲ့ဝင်တွေတည်သွားတဲ့အချိန်မှာသူတို့ကချက်ချင်းမတက်ရင်တော့မှရှင်းမွားကြီးကိုစမ်းသပ်ခံရင်းနဲ့ပဲကုံဆုံးသွားလိမ့်မယ်လို့ထပ်ပြောပြလိုက်ပါတယ်
ဒီလိုဆိုရင်တော့ကာကွယ်ရေးတပ်ဖွဲ့အရာရှိလည်းဘယ်တော့မှမဖြစ်လာနိုင်တော့ပါဘူးဒါအပြင်နံပါတ်စဉ်တက်လောက်ရတဲ့အထိကန်ကျူဟာတမ်းမာနေတယ်ဆိုရင်အဲ့ဒီကောင်ကြီးကိုတပ်ပစ်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုတုံးပြီးလက်တွေပါထုတ်လုပ်လိုက်ကြတာပါဒါတွေကိုကြားရတဲ့အခါကဖကာကအရန်ကိုလန့်သွားပြီးလှုပ်ဝက်ထားပေးဖို့အတွက်ရှင်နိုမီယာကိုတောင်းပန်နေခဲ့ပါတော့တယ်ရှင်နိုမီယာလည်းကဖကာကသူမအသက်ကိုကယ်ပေးထားမှုတဲ့ကျေးဇူးရှိတဲ့အတွက်ဒီကိစ္စကိုနှုတ်ပိတ်ထားပေးဖို့သဘောတူလိုက်ပါတယ်ဒါပေမဲ့သူကလူသားမျိုးနွယ်တွေကိုဒုက္ခပေးမဲ့ကံယူဖြစ်လာရင်တော့သူ့ကိုသူမလည်းနဲ့ကိုယ်တိုင်တပ်ပစ်မယ်လို့ပြောပြလိုက်ပါတယ်ဒီလိုနဲ့သူတို့၃ယောက်သားဟာသဘောတူညီချက်တစ်ခုရရှိသွားခဲ့ပြီဖြစ်ပါတယ်နောက်တစ်နေ့မှဆိုရင်တော့တင်နန်းသားတွေအားလုံးဟာအပြစ်ခတ်ကိုစတင်ပြီးတော့လေ့ကျင့်ခံစားရပါတော့တယ်အရှိကာဝါကကြာချိန်3မိနစ်35စက္ကန့်နဲ့ပြီးဆုံးသွားခဲ့တာဖြစ်ပြီးထွက်ရှိလာတဲ့တိုက်ခိုက်ရေးစွမ်းရည်ခန့်မှန်းချက်က80%ဖြစ်ပါတယ်အချိန်တိုလေးအတွင်းမှာအခုလောက်ထိတိုးတက်လာခဲ့တဲ့အရှိကာဝါကိုဟိုရှိနာကသဘောကျနေခဲ့တာဖြစ်ပါတယ်သူ့ကိုပြိုင်မဲ့အဖြစ်သဘောထားနေတဲ့အိုင်ဟာရူကတော့20%ရရှိခဲ့ကအားလုံးရဲ့ရှေ့မှာရှိနေတဲ့ရှင်နိုမီယာကတော့55%အထိရရှိခဲ့တာဖြစ်ပါတယ်အားလုံးကအခုလိုမျိုးအပြိုင်ဆိုင်စ조사နေတဲ့အချိန်မှာကပ်ကာကတော့တိုက်ခိုက်ရေးစွမ်းရည်1%ထွက်လာခဲ့ပြီဖြစ်ပြီးသူကတော့အရန်ကိုပျော်နေခဲ့ပါတယ်ဟိုရှိနာကတော့ဒီနှုန်းတိုင်းသာသွားမယ်ဆိုရင်ကပ်ကာတယောက်ရရှိလာမှာမဟုတ်ပဲ3လအတွင်းမှာထုတ်ခံရလိမ့်မယ်နော်လို့သတိပေးလိုက်ပြီးတင်နန်းသားတွေအားလုံးကိုကွင်းကိုဆယ်ကပတ်ပြေးခိုင်းလိုက်ပါတယ်လင်းချင်းရင်တွေအားလုံးပြီးဆုံးသွားတဲ့အခါရင်တွေစိတ်နေတဲ့ကပ်ကာကတကူလုံးမလုံနိုင်အောင်ကိုပင်ပန်းနေခဲ့ပါပြီသူကောင်းဆောင်ကရက်ဆက်ရုံမှလိုက်တာလို့သူကရင်ရွတ်နေခဲ့ပြီးဖရူဟာရှီကတော့အရှိကာဝါကိုမင်းရဲ့ခန္ဓာကိုယ်ကိုဒီထက်ပိုပြီးတောက်တင်းခိုင်မာအောင်တိဆောက်ဖို့လိုသေးတယ်လို့ပြောနေခဲ့ပါတယ်ဒီလိုညှင်းခုန်နေကြတဲ့သူတွေကိုကပ်ကာကအလုံးလုံးရင်ရလာတဲ့သူ့ရဲ့ကြွက်သားတွေကိုကြားနေခဲ့ပြီးအသက်ရှူအောက်ထားကရက်လိုက်တဲ့အချိန်မှာတော့အစီတွေရွှဲနေတဲ့သူ့ရဲ့ဘိုက်ကိုအားလုံးကတွေးလိုက်ရကြပြီးရီမောနေခဲ့ကြပါတယ်ကပ်ကာကတော့ဒါဟာအသက်28နှစ်ကျော်လာရင်ဖြစ်လာတတ်တာမို့မင်းတို့အသက်ကြီးလာမှတီးလိုက်မယ်လို့ပြောပြနေခဲ့တာဖြစ်ပါတယ်တစ်ဖက်မှာမိန်းကလေးရေချိုးခန်းလေးကိုဝင်လာတဲ့ရှင်နိုမီယာကအရှိုရီထိုင်နေတာကိုမြင်လိုက်ရတဲ့အခါအရန်လန့်သွားပြီးတောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်အရှိုရီကရှင်နိုမီယာကိုနေလို့ထိုင်လို့အဆင်ပြေသွားပြီလားလို့မေးလိုက်ကဖျော်ရည်စတောင်းနေခဲ့ပါတယ်ရှင်နိုမီယာလည်းအရှိုရီရဲ့အပိုလိုမရှိတဲ့ကြွက်သားတွေကိုကြည့်ကအားကြနေခဲ့ကမီနာကလည်းဒီလိုကြွက်သားတွေရဖို့အတွက်အခြေခံလေ့ကျင့်ခန်းတွေကိုသူမကိုတင်ပေးနေခဲ့ပါတယ်ယောက်ျားလေးတွေကဘာဖြစ်လို့တက်ဖွဲ့တွေကိုဝင်ခဲ့ရလဲဆိုတဲ့အကြောင်းကိုအချင်းချင်းပြောပြနေခဲ့ပြီးကပ်ကအလှည့်ကိုရောက်လာတဲ့အခါမှာတော့သူကအရှိုရီကသူ့ရဲ့ငယ်တငယ်ချင်းဖြစ်တဲ့အကြောင်းပြောပြလိုက်တဲ့အခါမှာအားလုံးကလန့်သွားကြပါတယ်အရှိုရီကယောက်ျားလေးတွေအားလုံးအတွက်ဆံမြမိန်းကလေးတယောက်ဖြစ်ခဲ့တာမို့သူမရဲ့ငယ်ဘဝအကြောင်းအရာတွေကိုလည်းအားလုံးကသိကျင်နေခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့သူလည်းအချိန်တော်တန်ကြအောင်သူ့တငယ်ချင်းအကြောင်းကိုအားလုံးကိုပြောပြနေခဲ့ရတာပေါ့နောက်တစ်နေ့မနက်လေ့ကျင့်ခန်းဆင်းတဲ့အချိန်မှာအားလုံးကလယုံရည်ရောနှလုံးရည်ပါပြည့်စုံအောင်လေ့ကျင့်နေခဲ့ကြရတာကိုတွေ့ရပါတယ်ကပ်ကာလည်းစူးစမ်းရင်းနဲ့တင်နန်းသားတွေအားလုံးနဲ့တရားတဲ့ဖြစ်လာခဲ့တာဖြစ်ပြီးအရန်ကြီးနောက်ကျကြံတာမျိုးမဖြစ်တော့ပါဘူးဒီလိုနဲ့အချိန်တွေကုန်လာခဲ့ပြီးနောက်တညမှာသူများတွေအိတ်နေတဲ့အချိန်ကပ်ကာတယောက်စာကြည့်တိုက်ထဲမှာရှိနေခဲ့ပါတယ်လူကအသက်လဲကြီးနေပြီမို့သူများထက်နှစ်ဆစူးစမ်းရမယ်လို့ဆုံးဖြတ်ထားခဲ့တာပါဒီအချိန်မှာသူ့နာကိုဒူးကောင်းဆောင်ဟိုရှိနာကရောက်လာခဲ့ကစိတ်လက်တက်ကြနေမဲ့စကားတွေကိုပြောရင်းခွန်အားတွေပေးနေခဲ့ပါတယ်နောက်ထပ်2နာရီထပ်ပေးမှမို့အဲ့ဒီအချိန်တွင်စာတွေပြီးအောင်လေးလာပြီးအခန်းတကားကိုတောက်ခတ်ခဲ့ဖို့အတွက်ပြောကထွက်ခွာသွားခဲ့ပါတယ်အဲ့ဒါပြင်သူ့ရဲ့ရည်ရွယ်ချက်ကိုသိနေတဲ့ဟိုရှိနာကအရှိုရီဘေးမှာရက်ချင်ရက်နိုင်ပေမဲ့သူ့ရဲ့နေရာကိုတော့မင်းစီအပါမခံနိုင်ဘူးလို့ပြောသွားခဲ့ပါသေးတယ်သူတို့စကားပြောနေတဲ့အချိန်မှာပဲအလန်ထားမိလာတဲ့အတွက်ကြောင့်ကန်ဂျူပေါ်လာပြီးမှတီကသူတို့အတွက်ပထမအဆုံးမရှင်ကိုလှုပ်ဆောင်မှုအတွက်ထွက်သွားခဲ့ကြရင်းနဲ့အပိုင်း9ဟာလည်းဒီနေရာမှာပြီးဆုံးသွားခဲ့ရပြီဖြစ်ပါတယ်